မင်္ဂလာပါဦးဇင်းတို့အောင်မြင်မှုရခြင်းနဲ့ဆိုရင်ပြည့်စုံခြင်းတရား၄ခုရှိရမယ်တမ္ပရာ၄ပါးရှိရမယ်ဥဋ္ဌာဏတမ္ပရာဦးဇင်းပြောခဲ့ပြီးပါပြီထားကြလုံးနာဝိရိယရှိရမယ်အာရကတမ္ပရာရရှိထားတဲ့စီစဉ်ဥစ္စာတွေကိုဘယ်လိုမဆုံးရှုံးအောင်ဘယ်လိုကာကွယ်မလဲထိမ့်သိမ့်မလဲဆိုတာတွေပြောခဲ့ပြီးပြီဒီကနေ့မှာတော့ကလျာဏမိတ်တတမ္ပရာဆိုတာကိုဦးဇင်းပြောပြမယ်နော်အောင်မြင်ခြင်းတဲ့သူတရားအောင်မြင်မှုရရှိဖို့ဆိုလို့ရှိရင်ကလျာဏမိတ်တတမ္ပရာဆိုတဲ့မိကောင်းဆွေကောင်းရှိရမယ်နော်မိကောင်းဆွေကောင်းမရှိရင်မအောင်မြင်နိုင်ဘူးဒါကတော့သိကြတယ်နော်အဲ့တော့မိကောင်းဆွေကောင်းဆိုတာဘာကိုပြောတာလဲဆိုတော့ဒီနေ့ခေတ်စီးပွားရေးလောကမှာဆိုလို့ရှိရင် you are not what is you are not what နော်ဘာလဲဆိုတော့မင်းရဲ့လူမှုကွန်ရက်ဟာမင်းရဲ့စီးပွားဥစ္စာပဲ follower တွေများအောင်လုပ်နေတဲ့ TikTok ကနော် blogger တွေ Facebook ကသူဟာလာဒီလူတွေဆိုလို့ရှိရင်ဒါအဲ့ဒီ follower တွေကပဲသူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကဒါအများကြီးဒါပံ့ပိုးပေးသွားတာနော်အဲ့တော့အဲ့တက်ပို့တာရှိသေးတယ်အဲ့ဒါဘာလဲဆိုတဲ့အခါကျတော့ဦးဇင်းတို့ကကိုလာပြီးတော့မှကိုဆိုင်မှာလာအားပေးတဲ့သူဟလာကိုပစ္စည်းဥစ္စာတွေနဲ့လိုရတဲ့နေရာမှာထောက်ပံ့ကူညီပေးတဲ့သူဒါကိုပဲမိကောင်းဆွေကောင်းလို့တခုတည်းရဲ့လို့ကြည့်လို့တော့မရဘူးเนาะကိုအနီးနားမှာကိုပစ္စည်းဥစ္စာနဲ့တော့မကူညီနိုင်ဘူးဒါပေမဲ့လို့ကိုစိတ်သက်ခွန်အားတွေပေးနေတဲ့သူရှိအဲ့လိုလူမျိုးတွေရှိတတ်တယ်เนาะ motivation ပေါ့เนาะအဲ့ဒါပေးတာเนาะစိတ်ခွန်အားတွေမြင်အောင်အားပေးစကားပြောနေတဲ့သူတွေရှိတယ်အဲ့လိုပုံကိုယ်တွေကမိကောင်းဆွေကောင်းတွေမှာပါတယ်သူတို့ကိုလည်းမေ့မထားနဲ့ဟုတ်ပြီနော်အဲ့တော့တခါတလေကိုယ့်ရဲ့လုပ်ငန်းရှင်တွေဖြစ်နေတတ်တယ်တခါတလေကိုယ့်ရဲ့လုပ်ဖို့ကိုင်ပတ်တဲ့ငယ်ချင်းတွေဖြစ်နေတတ်တယ်တခါတလေကြလို့ရှိရင်ဟလာကိုယ့်ရဲ့ဆရာသမားကောင်းတွေပေါ့ဆရာတော်တွေပေါ့အဲ့ဓာတွေကကိုယ့်ကိုစိတ်သက်ခွန်အားတွေပေးပြီးတော့ကိုယ့်ကိုဒါအကြံဉာဏ်ကောင်းတွေပေးတယ်ဆိုရင်လည်းဒါလည်းမိကောင်းဆွေကောင်းဖြစ်တယ်ပေါ့အဲ့ဒါမှပိုရေးကြည့်တာပေါ့ကိုယ်မတိမ်မဆောင်သွားအောင်ဒီကနေပြီးတော့မှလမ်းကြောင်းမှရောက်အောင်အမြဲတမ်းပြောပြီးတယ်အဲ့လိုလူမျိုးတွေကိုကိုကသွားပြီးတော့ပယ်ချလိုက်မယ်မင်းတို့ဆရာကြီးလာမလုံးနဲ့ငါအောင်မြင်နေတာပဲဆိုလို့ရှိရင်အဲ့ဒီအောင်မြင်မှုဟာအထင်းကိုမဲ့သွားတတ်တယ်နော်အထင်းကိုမဲ့သွားတတ်တယ်အဲ့ဒါဆိုလို့ရှိရင်ဒုက္ခရောက်တတ်တယ်နော်အဲ့လိုလည်းရှိတယ်ဒီနေ့ခေတ်ဆိုပို့ဆိုတာပေါ့ follower များတယ်အဲ့ follower တွေကပဲကိုယ့်တခါတလေဒုက္ခပြန်ပြီးသွားတာတွေလည်းရှိတယ်ပေါ့ဒါကြောင့်မလို့မိကောင်းဆွေကောင်းဆိုတဲ့နေရာမှာလည်းတခါတလေကျတော့တငယ်ချင်းကောင်းနဲ့နောက်ကျောကဒါနဲ့တူတဲ့တငယ်ချင်းမျိုးတွေလည်းရှိတတ်တယ်နော်အဲ့ဒါကလည်းပဲသတိထားမှာပေါ့ဒါမျိုးတွေကလည်းပဲကိုယ်ဒုက္ခပေးနိုင်တဲ့အရာတွေပဲလေဒါကြောင့်မိကောင်းဆွေကောင်းအဝန်းဝိုင်းတစ်ခုကိုယ့်ဘက်ကိုတိဆောက်ထား